ပကံနဲ့ညောင်ဦးနေရနောင်ခါငါဖျားသာသနာတော်ထွန်းကားမဲ့နေရလို့ဗျာဒိတ်ပေးပြီးကြွအဲ့ဒါလို့ဗျာဒိတ်ပေးပြီးတော့ရက်တန့်ကြည့်တဲ့နေရာမို့လို့ဒီတောင်ကိုဘာတောင်လို့ခေါ်တော့တန်ကြီးတောင်ဖျားတန်ကြီးတောင်ထိတ်ဆင်ကြီးဝတ်နေလို့အဲ့ဒီမဲ့ဖျားတဆူတဲစွဲတော်တဆူထားပနာလိုက်အဲ့တော့ဇီရီပဲနှစ်ဆူရသွားတစ်ကရွှေစည်းကိုနှစ်ကတန်ကြီးတော်နောက်တကဆင်ကြီးကျော့ခေါင်းပေါ်ဆွဲတော်တဆူတင်တတ္တရဆွဲတော်တင်နဲ့ပဲရိုက်ထုတ်လိုက်ပြန်ရောဒါလို့တော့ဆင်ကြီးကမြက်အရှိဘကံပြန်ကူလာပြီးတော့ပကံမဲ့လောကနန္ဒာဖျားဖူးဖူးကြလားလောကနန္ဒာဆိုတဲ့အေယာဝတီမြက်ကံပြီးမြက်ကံမဲ့သွားဆင်ကြီးဝတ်နေတယ်အဲ့ဒီနေရာဖျားတဆူတဲ့ဆွဲတော်ဌာပနာလိုက်အဲ့ဒီဖျားကိုလောကနန္ဒာဖျားလို့ခေါ်တယ်။ဘာဖျားတယ်။ဘယ်နှဆူရှိသွားလို့ဘာတဲ့တော့ရွှေစည်းကုံဖျားတန်ကြီးတော်ဖျားလောကနန္ဒာဖျားနောက်ဆင်ကြီးပေါ်ဆွဲတော်တင်ရိုက်လွလိုက်ဆင်ကြီးကဘယ်သွားတော့ဆိုတော့တုရင်တောင်ကြားဘူးကြလားတုရင်ကဆိုတာတုရံသီကံကိစ္စတိတိတုရင်ကိုတုရံသီကံလျင်မြန်စွာကိစ္စတိသွားတတ်၏ဣတိဤသို့လျင်မြန်စွာသွားတတ်သောကြောင့်သောထိုတတ္တဝါသည်တုရင်ကိုတုရင်ကမြည်၏တုရင်ကကိုကန်းငယ်လေးခြေပြီးတော့ဗမာတွေကတုရင်လို့ခေါ်တယ်ဘယ်လိုခေါ်တော့အဲ့ဒါမြင်းခေါ်တယ်လျင်မြန်စွာသွားတတ်တာအမြန်ပြရင်မြင်းနိုင်တာပဲမြင်းကလျင်မြန်စွာသွားတတ်တယ်မဟုတ်လားအေးအဲ့လိုလျင်မြန်စွာသွားတတ်လို့ဒီမြင်းကိုပါဠိဘာသာနဲ့ဘယ်လိုခေါ်တော့တုရင်ကမြင်းအဲ့ဒီမြင်းစစ်တပ်ကြီးထားတဲ့တောင်မို့လို့ဒီတောင်ကိုဘာတောင်လို့ခေါ်တော့တုရင်ကတောင်တုရင်တောင်အဲ့ဒါမသိမသိတဲ့လူကတရွန်းတောင်လို့ကိုယ်ကမြေတူးတဲ့တရွန်းနေပုံထားတဲ့တောင်လို့ထင်အဲ့လိုမဟုတ်ဘူးနော်ဘာထားတဲ့တောင်တော့မြင်းစစ်တပ်ကြီးထားတဲ့တောင်အဲ့ဒီတောင်ထိပ်ဆင်ကြီးဝတ်နေတော့အဲ့ဒီမဲ့တဆူတဲ့အဲ့တော့ဆွဲတော့ဘယ်နှဆူရှိသွားတော့ဟာတဲ့တော့ရွှေစည်းကိုတန်ကြီးတော်လောကနန္ဒာတုရင်တော်တဆူကြံနေတယ်၅ဆူပေးလိုက်တာဟုတ်ကလား